မြန်မာနိုင်ငံမှာလူ9ယောက်မှာ1ယောက်နှုန်းစိတ်ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ရင်ဆိုင်နေရပါတယ်။ကျမတို့90%လောက်ကအကူအညီကိုမတောင်းတကြပါဘူး။ဒီနေ့ဒီအချိန်မှာဒီပြဿနာကိုအတူတူရင်ဆိုင်ကြမယ်။မြန်မာနိုင်ငံမှာစိတ်သက်သာမှုနှုန်းဟာ3ဆတိုးနေပါတယ်။စိုးရိမ်စိတ်များမှုကတော့လူငယ်90%မှာရှိနေပါတယ်။အကူအညီရယူနိုင်တဲ့စိတ်ရောဂါဆရာဝန်ကတော့လူ9သိန်းမှာတစ်ယောက်သာရှိပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်လေမြန်မာနိုင်ငံအဝမ်းမှာရှိတဲ့ပြည်သူပြည်သားတွေဟာငလျင်နောက်ဆက်တွဲစိတ်ဒဏ်ရာအကြီးအကျယ်ရထားပြီးဖြစ်ပါတယ်။ညအိမ်နေနေတော့မှရုတ်တရက်ငလျင်မြထားလို့လေမလားဆိုတဲ့စိုးရင်စိတ်ကြီးနဲ့ယနေ့တည်းထိအိမ်နေရပါတယ်။ကျမကိုယ်တိုင်လည်းအိတ်အတိုင်းခံစားနေရပါတယ်။ကြောက်ကမှကြောက်တယ်နေကြောက်ကိုထုတ်လိုက်ရင်ဒါဒီပြဿနာပြီးသွားပြီ။အဲ့လိုပဲသွေးပေါင်တက်နေတယ်သွေးကြစီတောက်လိုက်ရင်အဆင်ပြေသွားပြီမဲ့လူတစ်ယောက်ရဲ့စိတ်မှာဒဏ်ရာရသွားပြီဆိုရင်တော့ကုသဖို့ကအရန်ခေးရင်ပါတယ်။ပြီးခဲ့တဲ့နှစ်ကမှကျမရဲ့လူနာတစ်ယောက်ကစိတ်သက်ကြရင်နဲ့ဒီသူ့ရဲ့အသက်ဆုံးရှုံးတဲ့အဆင့်အထိပေါ့နော်ရောက်သွားခဲ့ရပါတယ်စိတ်သက်ကြရင်ကနေပြီးတော့အစားမဝင်တော့ဘူးမစားနိုင်တော့ဘူးအာဟာရဓာတ်တွေချုပ်တယ်လာမယ်မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာပြီးတော့တဖြည်းဖြည်းနဲ့အသက်ဆုံးရှုံးတဲ့အထိဖြစ်ခဲ့ရတာကျမကိုယ်တိုင်မျက်မြင်ကိုယ်တွေမြင်ခဲ့တွေ့ခဲ့ရတာပါအဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့တချို့ကျမရဲ့ patient တွေလည်းဒီဖြစ်ပျက်ကိုသိတဲ့လူတွေလည်းပါကောင်းပါပါလိမ့်မယ်အဲ့တော့မိမိရဲ့စိတ်ချမ်းသာရေးကိုမိမိကိုယ်တိုင်မြင့်တင်ပြီးတော့ကယ်တင်မှပဲရပါလိမ့်မယ်အဲ့တော့ဘလို့နီးလဲနေနဲ့ကျမတို့ဟာစိတ်ချမ်းသာရေးကိုထိမ့်သိမ်းဆောက်ရှောက်ကြမလဲနေ့တိုင်းတစ်နေ့ကိုမိနစ်30ခန့်လမ်းမြင်လျှောက်ပါမိမိကိုယ်ကိုငါလုံနိုင်တယ်ဒီအရာငါလုံနိုင်တယ်ဆိုပြီးတော့10ခေါက်နေတိုင်းပြောပါစာရွက်တစ်ရွက်မှာကျေးဇူးတင်စရာ3ခုကိုစဉ်းစားပြီးတော့အမြဲတမ်းချရေးပါပတ်ဝန်းကျင်နဲ့အမြဲတမ်းချိတ်ဆက်မှုရှိပါစေအထီးမချမ်းပါစေနဲ့မိမိရဲ့မိသားစုနဲ့အမြဲတမ်းနွေးထွေးနဲ့နေပေးပါမိသားစုနဲ့အတူတူညစာစားပါတငယ်ချင်းတွေစီကိုဖုန်းခေါ်ပြီးတော့အပြင်းပြေစကားပြောပါမနေ့ညကငါအိတ်မပြောဘူးဆိုပြီးတော့ကိုဝန်ခံစကားပြောပါအိတ်မပြောဘူးဆိုလို့ရှိရင်နောက်နေ့တွေကျရင်အိတ်ပြောအောင်ကြိုးစားပါလူတစ်ယောက်ရဲ့အိတ်ချိန်ဟာတစ်နေ့ကို9နာရီကနေ10နာရီကြားလောက်ရှိသင့်ပါတယ်အစားအသောက်ကိုလည်းဂရုစိုက်ပါအာဟာရပြည့်ဝတဲ့အစားအစာတွေကိုပဲရွေးချယ်စားတော့ပါဆိုရှယ်မီဒီယာတွေကိုအယမ်းမသုံးပါနဲ့စိတ်ဒဏ်ရာနဲ့စိုးရင်ပူပန်မှုတွေအတွက်ကိုပြေပြောက်ဖို့ဆိုလို့ရှိရင်အခုပြောမယ့်အရာလေးတွေကိုလိုက်လုပ်ကြည့်ပါနေ့စဉ်တရားထိုင်ပေးပါတကယ်လို့စိတ်သက်ကြတာတွေညအိမ်မပြောတာတွေဟာဘလို့မှစူးစမ်းလို့ကိုစူးစမ်းပြီးလို့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်စိတ်ကြမ်းမာရေးဆရာဝန်နဲ့ပြသပြီးတော့ဆွေးနွေးတိုင်ပင်ပါလက်ရှိအနေအထားအရအထောက်အကူဖြစ်စေမယ်နီလန်းလေးတွေကိုမျှဝေပေးပါမယ်သတင်းစိုးတွေဟာစိတ်ဖိစီးမှုအခြေအနေကိုပိုပြီးစိုးစေနိုင်တဲ့အတွက်ကြောင့်မလို့သတင်းကောင်းတွေကိုပဲရွေးပြီးနားထောင်ပါရွေးပြီးဖတ်ပါနေ့စဉ်ကိုလုံးနိုင်မဲ့အရာတွေကိုပဲရွေးပြီးတော့ဖြစ်နိုင်မဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုပဲရွေးပြီးတော့စည်ရင်းလေးပြုစုထားပါစာရေးတာတို့သချင်းနားထောင်တာတို့ပကြီးဆွဲတာတို့စတဲ့အမှုပညာဖန်တီးမှုတစ်ခုခုနဲ့မိမိရဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်စိတ်ချမ်းသာရေးဟာရုပ်ချမ်းသာရေးလိုပဲအရေးကြီးပါတယ်ဒီနေ့ကစပြီးသင်ဟာစိတ်ချမ်းသာရေးအတွက်သူရဲကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်ဒီနေ့ကစပြီးတော့သင်ဟာစိတ်ချမ်းသာရေးအတွက်သူရဲကောင်းဖြစ်နိုင်ပါတယ်ကိုအတွက်ကိုချစ်ရတဲ့မိသားစုအတွက်ကိုကယ်တင်ဖို့အတွက်ဒီဗီဒီယိုလေးကိုမျှဝေလိုက်ကြအောင်ဟုတ်ကဲ့ကျွန်မဒေါက်တာချူဝဲပါ